အားလုံးပဲမင်္ဂလာပါ Manchester Express Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ Carrick တယောက် United ရဲ့အမြဲတမ်းပြဖြစ်လာဖို့အတွက် United ရဲ့တာဝန်ရှိသူတွေစတင်ဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် United အနေနဲ့လက်ရှိအခြေအနေမှာဆိုရင်ရာသီကုန်မှုကပွဲစဉ်2ပွဲပဲလိုရတယ်ဇယားရက်တည်မှုရလည်းအသင်းကအဆင့်3နေရာမှာရက်တည်နေတယ်လာမယ့်ရာသီချန်ပီယံလိဝင်ဝင်ရရှိဖို့အတွက်ကလည်းတည်ကြသွားပြီဒီအခြေအနေမှာဆိုရင်လာမယ့်ရာသီအတွက် United အနေနဲ့ဒီနွေရာသီပြောင်းရွှေ့ကာလမှာတော်တော်လေးပြင်ဆင်မှုတွေပြုလုပ်ရမယ်ဒါပေမဲ့ United ရဲ့လက်ရှိအခြေအနေရအမြဲတမ်းပြတယောက်ကိုခန့်ဖို့ကလက်ရှိအခြေအနေမှာဦးစားပေးနေတာတစ်ခုဖြစ်နေတယ်လက်ရှိတရားဒီမှာဆိုရင် United အနေနဲ့ Michael Carrick ရဲ့လက်အောက်မှာပွဲစဉ်15ပွဲကစားခဲ့တယ်10ပွဲထိနိုင်ရရှိထားပြီးတော့2ပွဲရှုံး3ပွဲတည်ရလက်ကိုရယူထားနိုင်ခဲ့တယ်ဒီအခြေအနေမှာ Carrick ရဲ့လက်အောက်မှာ United ကလာမယ့်ရာသီချန်ပီယံလိဝင်ဝင်ရရှိခဲ့ပြီးဒီထက်လည်း Carrick အနေနဲ့ကာလာတိုနီးပြဖြစ်ရောက်ရှိလာရဆိုပေမဲ့လက်ရှိအခြေအနေမှာတော့သူ့အနေနဲ့အမြဲတမ်းနီးပြတယောက်ဖြစ်လာဖို့အတွက်ရည်မှန်းစားဆုံးအခြေအနေတစ်ခုကိုရောက်ရှိနေပြီလက်ရှိနောက်ဆုံးအနေထားရတော့ United ရဲ့အမှုဆောင်ရရှိချုပ်ဖြစ်တဲ့ Omar Brada နဲ့ Football Director တယောက်ဖြစ်တဲ့ Jason Walker တို့နှစ်ယောက်က Michael Carrick ကို United ရဲ့အမြဲတမ်းနီးပြတယောက်ဖြစ်လာဖို့အတွက်အဆိုတင်သွင်းလိုက်ပြီလို့သိရတယ်ဒီချိန်မှာဆိုရင် Michael Carrick အနေနဲ့ United ရဲ့အမြဲတမ်းနီးပြတယောက်ဖြစ်လာဖို့အတွက်နောက်ဆုံး final decision တစ်ခုပဲလိုတော့တယ်အဲ့ဒါတော့အသင်းပိုင်ရှင်တယောက်ဖြစ်တဲ့ Sir Jimmy Ratcliffe ရဲ့ဆုံးဖြတ်ချက်ပဲသူ့အနေနဲ့တကယ်လို့ Brada နဲ့ Walker တို့နှစ်ယောက်ရဲ့အဆိုပြုချက်ကိုလက်ခံလိုက်မယ်ဆိုရင် Michael Carrick ကအသင်းရဲ့အမြဲတမ်းနီးပြတယောက်ဖြစ်လာဖို့အတွက်တည်ကြသွားပြီဒါပေမဲ့ဒီဆိုပြီးချက်ကိုသူ့အနေနဲ့ညှင်းဆို့လိုက်မယ်ဆိုရင်တော့ United အနေနဲ့တခြားနီးပြတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ရရမယ်။လက်ရှိအခြေအနေမှာဆိုရင် Michael Carrick ပြီးရင် United ရဲ့နီးပြဖြစ်လာဖို့အတွက်ရည်မှန်းအစားဆုံးလူကိုပြပါဆိုရင်တော့ Anthony Iraola ရှိမယ်။ဒီနီးပြကလည်းလက်ရှိအချိန်မှာပုံမောက်အသင်းကိုနီးပြနေရဆိုပေမဲ့ရာသီကုန်မှာပုံမောက်နဲ့လမ်းခွဲမဲ့နေတာဖြစ်တဲ့အတွက် United ရဲ့နီးပြဖြစ်လာဖို့ရည်မှန်းစားနေတဲ့နီးပြတွေမှာတယောက်ပါဝင်ဖြစ်တယ်။ဒါပေမဲ့လက်ရှိအခြေအနေရတော့အသင်းရဲ့လက်ရှိနီးပြဖြစ်နေတဲ့ Michael Carrick ကပဲအသင်းရဲ့အမြဲတမ်းနီးပြတယောက်ဖြစ်လာဖို့ရှိနေတယ်။တကယ်လို့ United အနေနဲ့Michael Carrick ကိုအမြဲတမ်းနီးပြဖြစ်ခန့်အပ်ပြီးတဲ့ချိန်မှာဆိုရင်လာမယ့်ရာသီအတွက်ကစားသမားဖြည့်တင်းမှုတွေကိုစတင်လှုပ်ဆောင်ရတော့မယ့်အနေအထားဖြစ်တယ်။လက်ရှိ United ရဲ့လူစင်းရလည်းလာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့အတွက်အဆင်သင့်မဖြစ်သေးဘူး။ဒီချိန်မှာဆိုရင်နီးပြအတွက်လိုအပ်တဲ့ကစားသမားတွေကိုအကစားဒါရိုက်တာဖြည့်တင်းပေးရမယ့်အနေအထားမှာရှိနေပြီ။လက်ရှိချိန်ရလည်း United အနေနဲ့ကစားသမားအများပြားနဲ့ချိတ်ဆက်မှုတွေရှိနေတယ်ဆိုပေမဲ့တရားဝင်နီးပြမခန့်အပ်သေးရတဲ့အခြေအနေမှာပကစားသမားမှာအပိသက်ခေါ်ယူထားနိုင်တာတော့မရှိသေးဘူး။ဆွေးနွေးစေအဆင့်တွေပဲရှိနေသေးတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့အသင်းရဲ့နီးပြအတွက် Michael Carrick ကိုအဆိုပြုလိုက်ဖြစ်တဲ့အတွက် United ရဲ့အပြောင်းလဲတွေကိုတော့မကြခင်စတင်မြင်တွေ့လာရဖို့ရှိနေတယ်။ညီကိုရော United ရဲ့နီးပြရာထူးအတွက် Michael Carrick ကတင့်တော်နီးပြတရားလို့မြင်လားဆွေးနွေးပေးကြပါဦး။ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါပေါ့။